ဒီနေ့ပိုင်းလေးမှာတော့တာမွန်ရဲ့ဘက်ကနေအပြည့်အဝရပ်တည်ထားခဲ့တဲ့ကီနိုရှိတယောက်အင်တန်ရှင်းနေလောက်တာခဲ့တဲ့အပြင်ဘာလီတီတီတစ်ခွက်ပါလဲတာမွန်တော့လည်းဖျော်တိုင်းလိုက်ပါတာမွန်ကကလေးဘွားတဲ့အိုင်တော်တွေကိုလေးစားအားကြခဲ့ရပေမဲ့လူတယောက်ကိုဘွားပါတစ်ခါမှမချစ်ဘူးတာမို့အချစ်ဆိုတာဒိုကြီးနဲ့လာလို့လည်းထင်နေပါကီနိုရှိကတော့တာမွန်တယောက်တည်းကိုပဲချစ်ခဲ့ဘူးလားဖြစ်ပြီးတော့ပြန်လဲပြောပြနေတော့မှရုတ်တရက်တာမွန်ကလည်းပွဲတော်သူသွားဖို့အတွက်လည်းကမ်းလှမ်းလိုက်ပါတဲကွာတချင်းစွန်နိုင်ဖို့အတွက်ဆိုရင်အချစ်ကြောင်းတီးမဖြစ်မှာမို့ကုန်ချမ်းချဖို့အတွက်မိဘပွဲတော်မှာအချစ်နဲ့ပတ်သက်တဲ့ပုံပြင်တွေစုံသွဲရအများကြီးရှိတာကြောင့်နေရာဒီပွဲတော်လည်းတွားကြမှာလည်းဖြစ်ပါစန်တာနေရာကိုပြန်လူကြမဲ့ဒုတိယအတုံးမှာတော့တာမွန်ဆာလာကိုလည်းအနိုင်လိုချင်နေခဲ့ပြီးတော့ကီနိုရှိလေးကိုလည်းအတူတူတွားပေးလို့ရမလားဆိုပြီးထပ်ပြီးတော့လည်းတောင်းဆိုပါသူမတော့ကချစ်ရအိုင်တော်နဲ့ဆိုရင်စိတ်ကူးရင်ဖို့တော့မှအရန်ခက်ခဲတာမို့ငင်းမချိန်မှာတော့တာမွန်ကလည်းမျက်နှာတီးကြီးနဲ့ကီနိုရှိကိုနေရာဒီပွဲတော်မှာလိုအပ်ကြောင်းလည်းတေချာလည်းရှင်းပြခဲ့ပါTV ကတည်င်းမှာတော့အနုပညာရှင်မိသားစုကမွေးဖွားလာခဲ့တဲ့စာကားရဲ့တည်င်းနဲ့သူ့ရဲ့မိဘတွေကိုရှင်းမွန်းထားခဲ့တဲ့တည်င်းတွေရလဲစက်တိုက်ကိုလည်းလာနေခဲ့ပါစာကားတော့သူ့ကိုမုန်းပါတယ်ဆိုရဲသူတော်မှာသူ့ရဲ့အနာကိုတကယ်ရောက်လို့ရှိရင်ဘသူမဆိုကျွေသွားခဲ့ကြပေမဲ့ကီလိုရှိတယောက်ကသူ့ရဲ့အပေါ်မှာခါခါတီးတီးဆက်ဆက်နေတာကြောင့်ဒီမှာတင်းနဲ့လည်းဖြစ်နေပါအဲ့ဒီချိန်မှာတော့စက်ကူဘုံဆုပ်ပြီးတော့ညဘက်လမ်းမတက်ကိုထွက်သွားခဲ့တာမို့စာသားကလည်းမြင်သွားပါကီမိုနိုအင်ဂျီလေးဝိုးရင်းနဲ့နွေရာဒီပွဲတော်မှာကီနိုရှိကသူမအိုင်တော့တာမို့လည်းမျှော်နေခဲ့ပါမျက်နှာပုံးဘေးတဆောင်ဆောင်ထားခဲ့လို့စပင်သူ့တက်တာခဲ့တာမို့ကလည်းသူမရဲ့ဘေးကိုလည်းလှမ်းလာပါတပင်ရဲ့အနောက်မှာတော့စာကားကလည်းဟာဒီမိမနဲ့ဒီကောင်တွေကတွဲနေခဲ့ကြလားဒီလိုနဲ့ပဲမိဘတွေမဖောက်ခင်မှာစိုင်းတန်းတွေကိုလည်းလှည့်လှည့်ကြမဲ့ချိန်မှာတာမွန်ကကုံချမ်းအတွက်အသွဲတွေမျိုးစုံလည်းချောင်းရင်းနဲ့လည်းရင်ပူလာခဲ့ပါမဟုတ်ပါဘူးဒါကနွေရာသီကြောင့်အပူချိန်ပါတနေရာမှာတော့ကောင်လေးတယောက်ကသူ့ရဲ့ကောင်မလေးကိုတင်းနှက်ပစ်ပြီးတော့အယုတ်ယူပေးနေရမြင်လိုက်ရတာမို့ကုံချမ်းအတွက်ကီနိုရှိကလည်းတင်းနှက်ထားလိုက်ပါတယ်ပြီးရကမှာတော့တကယ်တင်းနှက်ဖြစ်သမားတယောက်လိုမျိုးအသားရလေးလည်းဖေးဝဲရဲ့စုတွေအားလုံးကိုလည်းတခုချင်းစီကိုလည်းပြစ်ချလိုက်ပါတာမွန်ရဲ့အလက်ကိုရောက်တဲ့ချိန်မှာတော့တုံရီနေခဲ့တဲ့လက်ကြောင့်လည်းအယုတ်လေးတယောက်တောင်မရလာပဲနဲ့ချိုရှင်ပဲရခဲ့ပါဒါကြောင့်လည်းတာမွန်ကစိတ်ပြက်လက်ပြက်နဲ့သူတောက်တော့မကြတဲ့အရာတွေကိုလည်းဘလက်ဆက်လည်းအရင်မရပတ်မရလည်းပြောပါဟိုဆော်ယူမကလည်းအချစ်ရဲ့ကျူးပြီးတဲ့အချစ်ရဲ့စနိုက်ပါကြီးပါရင်နဲ့တောက်တော့ဆက်မကြတာကိုလည်းရှိကျွေးနေပါစာကားကလည်းတခိုးချောင်းနေကြလို့သူများတွဲတာကိုရကေစားနေတာကိုမြင်ပြီးတော့အချစ်စိတ်တွေထွက်အောင်လို့ရီစားလို့ပါလို့နဲ့ဆော်ယူကွက်တွေတုံပြီးတော့လည်းကီနိုရှိကိုလည်းခွန့်ကျွေးလိုက်ပါကီနိုရှိကလည်းတာမွန်ရဲ့စီရနဲ့ကောင်မလေးတယောက်လိုနူးညံ့ညံ့ဆက်ဆံခံနေရတာမို့ဖိတက်ပြီးတော့လည်းရဲရည်လည်းဘူးတီလုံးလောက်လည်းကြာကလည်းငိုနေခဲ့ပါတောက်ဆရာသွားဝယ်တာမွန်မရှိတော့မှတော့ကီနိုရှိကလည်းငါကလည်းအုံလို့တာကိုပဲတာမွန်ရဲ့ဘက်ကနေရှစ်တွေပြလာလို့ရှိရင်သူမစောက်တော့မကြဘူးဆိုပြီးတွေးနေတော့မှပဲငှက်တိုက်စားနေခဲ့နွားကလည်းမျက်နှာဖုံးစွပ်ပြီးတော့လည်းထွက်လာပါကီနိုရှိကလည်းမျက်နှာဖုံးစွပ်တာကိုမြင်လိုက်ရပေမဲ့စာကာဆိုတာမှန်လည်းတန်းပြီးတော့လည်းတိသွားခဲ့ပါကီနိုရှိကျိုင်းတော့မယ်ထင်တဲ့အေးတွေဝဲလာရင်းနဲ့တာမွန်ကပြန်လာနေခဲ့လို့တစ်ပတ်မှလည်းစာကာတာမွန်နဲ့ရီစာဖြစ်နေပြီလားလို့လည်းကီနိုရှိကိုလည်းမေးနေခဲ့ပါကီနိုရှိကယူကာလာဝတ်ဆောင်လေးနဲ့အတော်လိုက်တာပဲခဏလောက်ခွင့်ပြုချက်မရှိဘဲနဲ့တောက်စကားမပြောနဲ့ဒါငါရဲ့ကောင်မလေးကွာစာကားလည်းတောင်းနဲ့လည်းကြံနေခဲ့ရလို့တုံတူနေခဲ့တာမွာကီနိုရှိကိုလည်းအတင်းလဲဆွဲခေါ်သွားခဲ့ပါကျွန်တော်ကလည်းယူကာလာနဲ့ကီနိုရှိကအရင်လာတာပဲလို့ပြောချင်ခဲ့တာဒီရက်ကမှာတော့တာမွာကလည်းပုံမှန်စိတ်ပြန်ဖြစ်သွားခဲ့ပြီးတော့အခုမှပြောမိလို့ဆိုပြီးတော့ငပေါ်ကလည်းထပ်ပြီးတော့လည်းတောင်းပန်နေခဲ့ပါတရှိန်လုံးစောက်တော့မကြတဲ့ကောင်ဆိုနာစကားတခွန်းကြကီနိုရှိရတယ်အဲ့ဒီအချိန်ခဏလေးတွင်းမှာတုံနေခဲ့တာမွန်ယောက်ျားလေးတယောက်အနေနဲ့လည်းမြင်ခဲ့ရပါအဲ့ဒါပြီးရဲ့ကမှာတော့နွေရာသီပွဲတော်နေမှာသူများသွဲတွေလိုမျိုးအတူလိုက်ခိုးပြီးတော့ချစ်ကြောင်တိဖို့စူးစမ်းနေခဲ့တာမွန်ကလည်းအဖန်ဖန်အတက်လည်းတောင်းပန်နေခဲ့ပါတစ်ဆိုတာဘာမှမသိရပြန်ဖွဲသားရင်းနဲ့တောင်းမှအပြင်သေးချာမထွက်ဘူးတဲ့တာမွန်ကီနိုရှိရတယ်သူမကိုတငယ်ချင်းလိုသဘောထားဖို့လည်းပြောလိုက်ပါတငယ်ချင်းဆိုတဲ့စကားတာမွန်တဲ့အရန်သာကျင်သွားခင်ရပေမဲ့ကီနိုရှိကတော့စောက်ဘောနှစ်သားရီပါရဖြစ်လဲတင်စားနေခဲ့ပါတာမွန်ကကီနိုရှိကိုဆရာကီနိုရှိလို့ခေါ်မယ်အတင်းလုံးနေကြအကြောင်းတငယ်ချင်းတွေကိုခေါ်လို့မျိုးပဲကီနိုရှိလို့ပဲခေါ်ဖို့လည်းပြောပြလိုက်ပါတာမွန်ကကီနိုရှိတဲ့အတန်နဲ့ကြီးတာမို့နာမည်အရင်ကိုခေါ်ဖို့ပြောလိုက်လို့ဟိုဆော်ယူကတော့သူနဲ့လိုက်တဲ့အမိုက်လို့ခေါ်ဖို့လည်းတောင်းဆိုနေခဲ့ပါဒီလိုနဲ့ပွဲတော်မှာကားနေရရောက်လာခဲ့ကြပြီးတော့သူလည်းကားခဲ့ကြလို့ရီစာနဲ့နှုတ်တဲ့ຢာကြီးအားလုံးကိုလည်းလုတ်ခဲ့ကြပါကီနိုရှိကတာမွန်တဲ့ရေကကြောင်ကျွေးတဲ့ခံမှာတော့မျက်နှာပုံးရှုပ်ပြီးတော့အငမ်းမရစားလိုက်တဲ့တာမွန်ကြောင့်လည်းရင်ထဲလည်းလှုပ်ခတ်သွားပါပြီးတဲ့ခံမှာတော့မိဘပေါက်မဲ့နေရရောက်လာခဲ့ကြတာမို့လူလည်းတိတ်မရှိတဲ့အတွက်မျက်နှာဖုံးနေစပင်သူ့တွေကိုလည်းရှို့ပစ်လိုက်ပါတာမွန်ကအိုင်တော်အဖြစ်လူချီကိုစားရောက်လာခဲ့တဲ့အချိန်မှာသူနဲ့စန့်ကျင်ဘက်အယောင်ဖြစ်တဲ့ပန်းရောင်ကိုလည်းစိုးခဲ့ရတာလည်းဖြစ်ပါတာမွန်ကစားကောင်းမရှင်နိုင်ဘူးလို့သူ့ကိုယ်သူအားငယ်စိတ်ဝင်နေခဲ့ပြီမဲ့သူ့အားပေးတဲ့သူတွေအကုန်လုံးတော့ပျော်ရွှင်စိတ်ရှင်ခဲ့ရလည်းဖြစ်ပါအဲ့ဒါကြောင့်တာမွန်ကခမမိုက်ပုံစံတွေပြပြီးတော့အချစ်ခံခြင်းတဲ့အကြောင်းလည်းပြောလိုက်မိခဲ့ပါရီစာမသားဘူးတိုင်းနှစ်ကောင်မှာဆီယာမာကြီးကီနိုရှိကအချစ်ကြောင်းဆရာကြီးအနေနဲ့ဆုံးမဩဝါဒတွေပေးပြီးတော့အချစ်ဆိုပြီးអော်လိုက်တဲ့အချိန်မှာနောက်ကနေအသေးပုံမီးပန်းတွေရလဲပန်းထွက်သွားခဲ့ပါဆွေမီးပန်းတွေအများကြီးကောင်းကင်မှာပေါက်ကွဲနေခဲ့တာကီနိုရှိကကြည့်နေပေမဲ့တာမွန်ကတော့ကီနိုရှိရဲ့မျက်နှာကိုပဲရှောင်းကြည့်နေခဲ့ပါအသိမှာကီနိုရှိကသူ့အတွက်စူးစမ်းပေးခဲ့တာအားလုံးတွေးလိုက်ရင်းနဲ့
ဘေးနာကီနိုရှိလေးကိုအချစ်စိတ်ဖြာနေခဲ့တဲ့ရုပ်လေးနဲ့လည်းကျေးဇူးတင်လိုက်ပါတယ်ဒီခံစားချက်ကအချစ်ပဲလားမဟုတ်ဘူးဒါတငယ်ချင်းတွေကြားမှာရင်းနှီးလာခဲ့တဲ့ပုံရိပ်ရောင်တွေပါခင်မလွဲသွားစေချင်ခဲ့လို့ဟော့ကီပါပိတ်သက်တယောက်အနေနဲ့လည်းအားပေးမဲ့အကြောင်းလည်းပြောခဲ့ပါတယ်ဒုတိယစီစန်တာအတွက်ဒုတိယအတုပ်ပြန်ဆိုင်ရမယ့်ပုံစံရေပေါ်မှာအပြည့်ပြန်ရမှာလည်းဖြစ်ပါတယ်တာမောကအားကောင်းတဲ့မြန်လုံးနဲ့ခွန်အားတွေကြောင့်တခြားဖွဲ့ဝင်တွေကိုအသားရလေးနိုင်ယူသွားခဲ့တာကီနိုရှိတို့တငယ်ချင်းတွေရတယ်ကြည့်နေကြကြပါတယ်စီစဉ်ပေါ်ကတာမောကသူ့ရဲ့ပုံစံအစစ်မှန်မဟုတ်တဲ့မိန်းကလေးတွေကိုကျွေးစေမဲ့စကားလေးတွေလည်းနှုတ်ဆက်လိုက်ပါတယ်တရက်မှာတော့တာမွန်တက်အကူကြီးတောင်းမယ်ဆိုပြီးတော့မင်းကလေးတယောက်ကလည်းကီနိုရှိကိုလည်းဖုန်းဆက်လာခဲ့ပါတယ်တာမွန်တော့ဆိုပြီးတော့အားခဲလာခဲ့ပြီးမဲ့အိမ်ကိုရောက်တဲ့အခါမှာတော့စာကာကိုပဲမြင်ခဲ့ရပါတယ်စာကာကတော့ကီနိုရှိရဲ့ပုံစံကြောင့်ဒေါသထွက်နေခဲ့ပြီးတော့အခုကတခြားကိစ္စကွာဆိုပြီးတော့လည်းအိမ်ကန်ထဲကိုလည်းအတင်းဆွဲခေါ်လိုက်ပါတယ်စာကာကညစ်ပတ်တဲ့တာမွန်ရဲ့အိမ်မှာကက်နေရမယ်ကြောက်စုံမဟုတ်ဘူးဆိုပြီးတော့ရှမ်းတာရဲ့သူ့ရဲ့မိဘအိမ်ကိုလည်းပြခဲ့ပါတယ်ပြီးတဲ့အခါမှာတော့တာမွန်နဲ့ရီစာဖြစ်နေရလားဆိုပြီးတော့ပေါ်တင်မေးလိုက်ခဲ့တာကြောင့်စိတ်ကူးတဲ့တကယ်ဖြစ်ရှင်နေခဲ့တဲ့ကီနိုရှိကလည်းအပုတ်ရှားနေခဲ့တဲ့စာကာကိုလည်းလက်တီးကျွေးဖို့လည်းပြင်လိုက်ပါတယ်တွဲနေတာမဟုတ်နဲ့ပြီးရပဲပြန်တော့ဆိုပြီးတော့စာကားမောင်းထုတ်ခဲ့တာကြောင့်ဘာမှမဟုတ်တဲ့ကိစ္စနဲ့များသူ့ကိုခေါ်သေးရမလားဆိုပြီးတော့ကီနိုရှိကလည်းအော်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာတော့အားလဲနေခဲ့စာကားကီနိုရှိရဲ့ပခုံးပေါ်အနံ့ကိုခံနေလိုမျိုးနဲ့လည်းမေးလဲကျသွားခဲ့ပါတယ်စာကားကပြန်လဲနူးလာခဲ့တဲ့အခါမှာတော့ကီနိုရှိကသူ့ရဲ့ဘေးမှာရှိနေခဲ့တာကြောင့်ပြန်တော့ဆိုပြီးတော့လည်းထပ်ပြီးတော့လည်းမောင်းထုတ်နေခဲ့ပါတယ်စန်တာအဖြစ်ဆုံးပြပွဲငါးဝဲပြီးရဲ့ချိန်မှာစာကားနဲ့တာမွန်ကလည်းတေးကျနေခဲ့ကြရလဲဖြစ်ပါတယ်ဟော့ကီပါအနေနဲ့ငှားရမ်းခံလာရတဲ့ကီနိုရှိကအလုပ်သဘောအနေနဲ့စာကာဂူးဆိုင်နေတာဖြစ်ပေမဲ့ကီနိုရှိကိုစာကာရဲ့မတိစိတ်ကနေလိုချင်နေခဲ့ရတယ်ဖြစ်ပါတယ်။ဒါကြောင့်မနေ့ပြန်လည်းလာခဲ့ဆိုပြီးတော့ထပ်ခေါ်ခဲ့ပေမဲ့ဘူကီတင်မဲ့ဆိုရင်တော့ဖုန်းနဲ့ပဲလုပ်ပေးပါဆိုပြီးတော့ကီနိုရှိကလည်းကြီးမားတဲ့စာကာရဲ့အိမ်ကနေလည်းပြင်လာခဲ့ပါတယ်။ခုထပ်ပြီးတော့သွားရမယ့်နေရာကတာမွန်ရဲ့စီကိုသွားရမှာဖြစ်ပြီးတော့ခိုးရဲ့ပွဲတော်ကအချစ်မတန်သေးတဲ့ကြောင့်သူမရဲ့ပါကိုလည်းသူမကလည်းပြန်ရိုက်ခဲမိပါတယ်။စာကာရဲ့အိမ်ကိုကီနိုရှိကသွားခဲ့ရဆိုပြီးတော့စာကာတာမွန်တည်င်းပေးထားခဲ့တာကြောင့်ကီနိုရှိကစာကာနေမကောင်းလို့ပြုစုနေရတယ်ဆိုပြီးလည်းပြောလိုက်ပါတယ်။တံမာပြကြအောင်ဆောင်နေခဲ့တဲ့စာကာလေးချင်တောင်အားနဲ့နေခဲ့ပေမဲ့တာမွန်မသိစေချင်တာကြောင့်လည်းဖုံးကွယ်ထားခဲ့ရလဲဖြစ်ပါတယ်ဒီလိုနဲ့ပဲနောက်ရက်မှာတော့စာကာရဲ့အိမ်ကိုသွားပြီးတော့ကီနိုရှိကဖြစ်စုနေခဲ့တဲ့အချိန်မှာစာကာကလည်းအရန်ကိုလည်းအဖျားရည်လည်းတက်နေခဲ့ပါတယ်တာမိုးလိုပဲစာကားကလည်းစန်တာပြန်ခွဲအတွက်ဖိအားတွေများနေမှကီနိုရှိကလည်းရိပ်မိသွားပြီးတော့အင်းရှိကိုတာမိုးကတော့ဒီမေးဖို့အတွက်လည်းရောက်လာခဲ့ပါတယ်စာကားအချိုကြိုက်တယ်ဆိုတာကြောင့်တကြားလူတို့တွေဝဲလာခဲ့ကြောင်းပြပေမဲ့စာကားကတော့သူ့ရဲ့အိမ်ကနေပဲမောင်းထုတ်နေခဲ့ပါတယ်ကီနိုရှိကပဲတာမိုးကတကယ်စိတ်ပူနေတာဆိုပြီးတော့ရဲ့စာကားရဲ့စီမှာစုခန်းမှာစိုးနေတာဆိုပြီးတော့လည်းဝင်ရောက်လည်းဖျောင်းပြခဲ့ရပါတယ်တာမိုးရဲ့စီကနေစာကားကိုစိတ်ပူတယ်ဆိုတဲ့စကားကြောင့်တကယ်စိတ်ပူရင်ငါ့ရဲ့အိမ်မှာအေးအလုပ်လုပ်ဆိုပြီးတော့ကီနိုရှိနဲ့အတူတူရေကူးကန်ကိုလည်းတန်ရှင်းလဲလှုပ်ခါလိုက်ပါတယ်စာကားတာမိုးမုန်းနေမှသိပေမဲ့ audition တဲ့ပထမဆုံးတူချိုတက်လာခဲ့တဲ့အချိန်မှာစားသားရရလမ်းပြတင်ကြားပေးခဲ့တာလည်းစာကာပဲဖြစ်ပါတယ်ဒီလိုနဲ့တာမောကအဖွဲဆန္ဒဖြစ်လာခဲ့တဲ့အချိန်မှာလက်ခုပ်တီအားပေးခဲ့ပေမဲ့ဘယ်သူမှမသိတဲ့နေရာမှာကြာစာကာကလည်းစန္ဒာဖြစ်ရှင်ခဲ့အကြောင်းငိုနေခဲ့ရတာကိုလည်းမြင်ခဲ့ရပါတယ်စာကာကစန္ဒာဖြစ်ရှင်မယ်ဆိုရင်တာမောကပေးပေးဖို့ဝန်မလေးပေမဲ့အခုပြန်ပွဲမှာတော့လုံးဝအရှော့မပေးတော့ဘူးဆိုပြီးလည်းကီနိုရှိကိုလည်းပြောပြလိုက်ပါတယ်ရေးမပါတာတွေလုံးမနေနဲ့အလုပ်သိချလုပ်ဆိုပြီးတော့လည်းစာကာကလည်းရင်းနဲ့လည်းတာမောလည်းလာပြီးတော့ပတ်နေခဲ့ပါတယ်စာကာကတော့နေအမြပြန်ကောင်းလာအောင်နေပြီးတော့သူနဲ့ရှင်ပြိုင်ဖို့တာမောကပြောလိုက်တာကြောင့်ဒေါသတော့ပါခဲ့တဲ့စာကာဒီတစ်ခါကငါနိုင်မှာကွာဆိုပြီးတော့လည်းရင်းနဲ့လည်းပတ်နေခဲ့ပါတယ်ဒီလိုနဲ့ပဲစင်တာပြန်ပွဲဆုံးပြမဲ့ပွဲစဉ်မှာတော့စာကာကနိုင်ခဲ့ပြီးတော့နောက်တစ်ပွဲမှာတော့တာမောကတော့အေးဆေးလေးလည်းပြန်ပြီးတော့အနိုင်ယူသွားခဲ့ပါတယ်တခြားပြန်ပွဲတွေမှာလည်းတာမောကပဲပို့ပြီးတော့ဥဆောင်နေခဲ့လို့ပြည်သက်တွေကြားကစိတ်ဝင်စားမှုတွေကလည်းမြင့်တက်လာခဲ့ကြပါတယ်နောက်ဆုံးပြိုင်ပွဲကအစိုးပြိုင်ပွဲဖြစ်ပြီးတော့ရိုးရှင်းပေမဲ့တကယ်အရေးရှင်းစစ်ကိုတာမွန်နဲ့စာကာလည်းချပြတော့မှလည်းဖြစ်ပါတယ်တာမွန်ရဲ့စီမှာအင်တန်ရှင်းလေးလုပ်ပြီးတော့စာကာရဲ့အိမ်မှာလှုပ်ဖို့သွားတဲ့ကီနိုရှိကတာမွန်ရဲ့အိမ်မှာသူမရက်တောင်လေးကလည်းကြံနေခဲ့ပါတယ်နောက်ဆုံးပွဲကအစိုးပြိုင်ပွဲဖြစ်လာကြောင့်အေးဆေးပဲစာကာနိုင်ယူမှာဖြစ်ကြောင်းလည်းအော်ပြီးတော့လည်းပြောလိုက်ပါတယ်သူမတပေါ်နဲ့သူမလာဆိုရင်ဒေါသအရန်ထွက်မှာဖြစ်ပေမဲ့တာမွန်ကိုတိုင်းကစာကာရဲ့အကောင်းဆုံးပုံစံနဲ့ပဲရှင်းပြရှင်းတဲ့ဆိုတဲ့စကားကြောင့်စာကာကိုလည်းအားပေးစကားကြီးလည်းပြောခဲ့ပါတယ်အော်သွားခဲ့စာကတော့အရင်တစ်ခါဂရီကိုခလာပြီးဖြစ်ကြောင်းနဲ့သူနိုင်သွားခဲ့မယ်ဆိုရင်စာကာရဲ့ဖန်ဖြစ်လာပေးဆိုပြီးကီနိုရှိကိုပြောနေကြတာကိုလည်းတာမွန်ကလည်းချောင်းပြီးတော့လည်းနားထောင်နေခဲ့ပါတယ်ကီနိုရှိကလည်းတာမွန်နိုင်သွားမယ်ဆိုရင်တာမွန်ရဲ့ဖန်လုပ်ပေးဆိုပြီးတကွက်ပြလိုက်ခဲ့တာကြောင့်စာကာကလည်းပြန်ပြီးတော့စိတ်ဆိုးသွားခဲ့ပါတယ်စကားဝိုင်းတစ်ခုလုံးကြားခဲ့ရတာမွန်ကအိမ်ကိုရောက်တာနဲ့ပဲကီနိုရှိကိုမစုံသုံးချင်ခဲ့တာကြောင့်အဆိုးဖြစ်ပြီးတော့လည်းလက်တင်နေခဲ့ပါတယ်ကီနိုရှိရောက်လာခဲ့တဲ့အခါမှာတော့ပင်ပန်းပြီးတော့အိမ်မျောနေခဲ့တဲ့တာမွန်ရဲ့မျက်နှာလေးကိုချီရင်းနဲ့လည်းဂူးဆိုင်ပေးနေခဲ့မိပါတယ်စပွဲပေါ်ကတာမွန်ဖလာခဲ့ရတယ်ကိုရှင်းပေးနေခဲ့တဲ့အချိန်မှာနုတော့အိမ်မက်နေခဲ့တဲ့တာမွန်ရတယ်ကီနိုရှိရဲ့နောက်ကျော်လည်းဖလိုက်မိခဲ့ပါတယ်ကိုရှိရတဲ့အိမ်တော်တယောက်ကနျူထရီဆော်လာဖတ်ခဲ့တာမို့ချစ်စိတ်ဝင်ခဲ့မိပေမဲ့လည်းသူရဲ့ဆောက်လို့ဖြစ်တဲ့အိမ်တန်ရှင်းကိုပဲလုပ်ဖို့လည်းဦးစားပေးလိုက်ပါတယ်။တိုင်ဝမ်ဝင်ပြန်မဲ့နောက်ဆုံးနေ့ကိုရောက်လာခဲ့အောင်မို့ကီနိုရှိရလည်းအလှတွေပင်တိုင်းနဲ့တာမွန်နိုင်ယူနိုင်ဖို့အတွက်လည်းစုရည်လည်းတောင်းနေခဲ့ပါတယ်။စစ်လေးဖြစ်တဲ့အီရှိပါအဆင့်ငါဖြစ်တဲ့ကိုင်နဲ့တခြားဖွဲ့ဝင်တွေကတော့စန်တာရဲ့နေရာနဲ့လည်းအလှဝေးကွာလွန်နေခဲ့ပါသေးတယ်။တိုင်ဝမ်ဝင်ပြန်ဖို့တာမွန်ရဲ့တန်ကကွဲအပ်နေခဲ့ရကြအားလုံးကလည်းကြောင်နေခဲ့ကြတဲ့အချိန်မှာစာကားလည်းတာမွန်လိုပဲအတန်ဝင်နေခဲ့ပါတယ်။
ဝင်းဆိုတဲ့တခြင်းကိုစောင်းကုန်စူးစမ်းအားထုတ်စုပြရမယ်နောက်ဆုံးပြိုင်ပွဲရဲ့အစမှာတာမောရဲ့အလက်ကလည်းအရင်လဲဖြစ်ပါတယ်ဒီလိုနဲ့တယောက်ချင်းစီဝင်းတခြင်းကိုရှင်ပြိုင်ပြီးတဲ့အခါမှာတော့တာမောရဲ့ပုံစံတဲကွဲနေတဲ့ feeling နဲ့ရနေကြတာမို့ကီနိုရှိကချီရတဲ့အိုင်တော်လေးအတွက်လည်းစိုးရိမ်နေမိပါတယ်စန္ဒာရွေးချယ်တာမပြီးသေးပဲနဲ့တခြင်းတပုတ်ကိုတယောက်တစ်ပိုင်းစီကြက်ပြီးတော့ဖြော်ပြပေးရမယ်ကြောင်းပူသက်ရှင်းတော်ကြီးကလည်းပြောလာပါတယ် audition ဝင်လာခဲ့တဲ့အစစ်တစ်နဲ့အစစ်နှစ်တက်လာစောင်းညက်တဲ့ဖေးဘွက်မှာမပြည့်စုံတဲ့လူတွေကိုမလို့အပ်ဘူးဘလာဘလာဘလာဆိုပြီးတော့ပူသက်ရှင်းဘက်ကအဖွားကြီးကလည်းအောင်းဟောက်သွားခဲ့ပါတယ်ကီနိုရှိကတော့တာမောကစန္ဒာနဲ့လွဲချော်သွားခဲ့မှာစိုးရိမ်နေရလို့ခေါက်ဆွဲကြောက်ဘူးလေးတွေစားနေမလားဝမ်းနေပြီးတော့များငိုနေမလားဆိုပြီးတော့လည်းတစိမ့်စိတ်ကိုလည်းတွေးနေခဲ့ပါတယ်ကင်မရာနှစ်ယောက်ဖြစ်တဲ့တာမောနဲ့စာကာတကယ်ပြန်ပွဲမှာလွယ်လဲချော်ချော်တွေဖြစ်နေခဲ့ကြတာမို့တယောက်နဲ့တယောက်လည်းအပြစ်တင်နေခဲ့ကြပါတယ်စာကာကလှုပ်ချင်စိတ်တွေများသွားလို့အမားတွေဖြစ်သွားတာဖြစ်ပြီးတော့တုံများလာခဲ့ဖန်နေကြောင်တာမောကလည်းမကြဆုံးချင်ခဲ့တာကြောင့်ပြန်ပွဲမှာလည်း pressure တွေပြီးလာခဲ့ရလည်းဖြစ်ပါတယ်စာကာကတော့ဖန်နေဆိုတာထော်တော်ရဲ့လူဆိုတာလည်းရှိတတ်လို့မထော်တော်ပဲတန်နေခဲ့မဲ့လူတွေဆိုတာလည်းရှိနေကြောင်းလည်းရှင်းပြနေပါတယ်ကီနိုရှိရဲ့အားပေးစကားတွေလူဆိုင်မှုတွေအများကြီးကိုရထားခဲ့ပေမဲ့တာတုံးသွားမှစိုးရိမ်နေခဲ့တာမောဘယ်ချိန်ထိပူဆွေးနေမှလဲလို့လည်းစာကာကလည်းမေးလိုက်ပါတယ်စန္ဒာအနေနဲ့ဆုံးဖြတ်ပေးမယ်နောက်ဆုံးပွဲစဉ်မှာတော့ပိတ်သက်တီကလည်းအများကြီးရှိနေခဲ့ကြလို့တာမွန်တို့ကလည်းဖေးဖွဲ့ရဲ့ဝင်းတရှင်းကိုလည်းအတူတူလဲဆိုရမှာလည်းဖြစ်ပါတယ်ဖွဲဝင်တွေအားလုံးရဲ့ပုံရိပ်တွေကောင်းမွန်လွန်းလာတဲ့တရှင်းတွေကြားမှာတာမွန်ကလူမတိတူမတိငိုခဲရပေမဲ့စင်ပေါ်မှာတော့မင်းသားတစ်ပါးလိုလည်းဖြောပြနိုင်ခဲ့ပါတယ်တမရဲ့လုံသားနဲ့စန်တာဘာဆိုပြီးတော့ကီနိုရှိကလည်းဆိုင်းဘုတ်လေးကိုထောင်ပြလိုက်တာကိုလည်းတာမောကလည်းမြင်ခဲ့ရပြီးတော့စင်ပေါ်ကနေတချင်းဆိုရင်လည်းမျက်ရည်လည်းကြားနေခဲ့ပါတယ်ဒီလိုနဲ့ပဲတချင်းရဲ့ကောတဲ့ဘက်ကိုရောက်တဲ့ချိန်မှာတော့တာမွန်ကီနိုရှိလေးကမျက်ရည်တွေစီးကျနေခဲ့ရင်းနဲ့တချင်းလေးကလည်းဆုံးသက်သွားခဲ့လို့အပိုင်းကားလေးကလည်းဒီမှာလည်းပြီးဆုံးထားပါတယ်